Jadi kan Yesus lo usia usia cuma pada itu, sebab cuma wina saya dibela cinta itu, sebab cuma pecah saya dibela pecah, karena itu. Jadi kan nama lo cuma pada itu dua nubuat doa senjata lain bami jauh. Jadi kan punya lo di cuma lo masa lo buat, bepnya biro buat. Yesus Kristus namanya Yudhizo apa sedang ya nama buat ya. Amin. Jadi kita kalau ujian seni Abraham sahaja itu Abraham ini. Tegak soalnya tu Abraham amyai do payah jauh tidak mahu. Kalau ujian setelah masuk Abraham ni kau yang si Abraham nak kau kalah. Ai don't want to do namanya Abraham nak kau Abraham tu berkau. Abraham kan ni Abraham kan payah jauh bila no. Oh buat jauh bila mahu. Mak tu sui kerja macam ni nama deku. Kerja macam tu ni luar jauh bila. Alu lesi, hola. Kerja macam ni nama deku boleh. Kerja macam tu polu tu jauh. Jauh lebih yo. Muisi wa amunnya tahu ni yo. Tahu ni malu polu ni biar. Siapa ti biar. Letang kaya biar ibadah. Juda sekarang letang semua mesti tahu. Ayah Abian, dua. Abian ye ada beka. Itu lalu dia pakai lu ada beka. Abian sudah. Abraham jado mahu. Abraham jado. Yogji demian do dulu ye pakai. Yogji demian do dulu ye pakai. Betul no ada beka. Beka kopi cepian do ada suruh. Yogji demian do dulu ye pakai sudah kan. Kopi cepian do ada. Kuma Abian jado itu lalu dia pakai. Dunia sudah. Yo masih. Tapi bila itu lalu ni yogji demian do dulu. Aina ku senji lah yang beka kopi ambil. Jauhnya ni ada tu apa punya ada, oh, kaulah. Umumnya itu lalu dia pakai tu dia juga baru. Kalau baru, kecil jakai le, baru, disahulu dia baru ni. Abraham tu dia itu alu ni le, sainwabi. Tapi tu namanya betul. Kalau ini kebau satu malam itu namanya Abian. Terus tu yang Abian nak kau kah? Ai tahu yang kama tu apega udera apega tersine apega ko yogi lakhan thala mahut ni tu ayuk kali ni tu shiko ni de chi tu ayuk kali lo ko shiko ni tro khidon a phaya le lo chi mama lo bi shiko ra maho tro khidon a tro titi ayuk kali takku lo bi doကျုံတဲ့နေရာမှာထည့်ပြီးတော့ယူသွားတယ်ရောက်တဲ့နေရာမှာထားပြီးရှစ်ခိုးတယ်ပြီးပြန်သိမ်းသွားတယ်ပြန်သွားရင်လည်းရောက်တဲ့နေရာမှာထားတယ်ရှစ်ခိုးတယ်ဘာလို့လဲဆိုအဲ့ဒီခစ်ခရဲကအခုထက်ဒီအဲ့အစွဲရှိတယ်ဘာလဲဆိုတခုခုတော့ရှစ်ခိုးရမှာလူတိုင်းရတယ်တခုခုတော့အားကိုးရမှာအာမကိုးပဲနဲ့မနေရဘူးကိုဘဝကိုမလုံးချုံမှန်းအလိုလိုသိတယ်ခရိယတွေလည်းသိတယ်ဒါကြောင့်ခရိယန်တော်တော်များများဖျားတဲ့ကျမ်းစာအုပ်ကိုအားကိုးတယ်နော်တရေကြောက်ကျမ်းစာအုပ်ကြိုက်သွားတော့ဖတ်တာတော့မဟုတ်ဘူးသူကအဲ့ဒီဟာလေးကြိုက်သွားတာဟဲ့လားတချို့ရွာလူဆိုအော်ဒါတော့မှာသေးတယ်ဟိုအကြီးကြီးရကြလို့တဲ့ပလင်မှာတင်တဲ့ဟာမျိုးဟဲ့လားဒါလည်းရှိသေးတယ်ဆိုသာသနာတော့မပြောနဲ့ဗမာပြည်ရဲ့သာသနာအောင်ပြတာတော့အဲ့ဒီလိုစမ်းကျင်တယ်နော်လာကျန်းစာထဲမှာဘာပါလဲတော့မသိဘူးအဲဒီစာအုပ်ကြီးကြိုက်တာကိုခေါ်အားရအဲ့ဟိုခိကလေးရပေါ့အဲ့လိုအဆောင်လေးတွေခေါ်အားယူတယ်နော်အဆောင်လေးတွေလက်ဖွဲ့လေးတွေလုပ်ကြဆိုတော့အဲ့ဥတီလာဇလန်စာဒါပေမဲ့အာဗြဟံကတော့သူဘယ်လောက်တော့သိလဲဆိုတော့ဒါတော့ဘုရားမဟုတ်ဘူးသူအဲ့ဒါတော့သိတယ်အသက်ရှင်တဲ့ဘုရားတော့ရှိတယ်ဒါဆိုနေဘယ်လောက်သိလဲငါလည်းတိတ်တော့များများဆဆတော့မသိဒါပေမဲ့ဘုရားတော့ရှိငါဖေကိုွယ်တဲ့ဟာတော့ဘုရားမဟုတ်ဘူးအသက်ရှင်တဲ့ဘုရားတော့ရှိတယ်အဲ့တော့သူသိတယ်
ဆိုတော့တကယ်ပဲအဲ့ဒီဖယားသခင်ကိုစိတ်ထဲမှာခံစားတယ်တန်တာဒါပေမဲ့တိတ်နဲ့သိတာမျိုးတော့လေမဟုတ်ဘူးဒါပေမဲ့ तू သိချင်တဲ့စိတ်ရှိသိချင်စိတ်ရှိအဲ့ခေတ်တုန်းကကျမ်းစာကိုလည်းမရှိဘူးလေတရားဟောဆရာလည်းမရှိဘူးသိတော့လည်းမရှိဘူးအဲ့ခေတ်တုန်းကဒါပေမဲ့ तू ဖယားသခင်ရှိတယ်ဆိုတာတော့သူ့ရဲ့ဝိညာဉ်ထဲမှာ သူသိနေတယ်ဒါနဲ့ဖယားကသူတို့ညီကို3ယောက်ထဲမှာကဘာဦး7နှစ်လည်းရောက်တော့အာဗြဟံကိုခေါ်အာဗြံစခေါ်အာဗြံကဖယားကိုခေါ်တာမဟုတ်ဖယားကအာဗြံကိုခေါ်တာမင်းအမျိုးသားချင်းပေါက်ခေါ်တဲ့ဟာထွက်ငါပြတဲ့ပြည်သွားစခေါ်တာဒါနဲ့ပဲအာဗြံကသဘောတူတယ်သူအမျိုးသားချင်းပေါက်ခေါ်တဲ့ဟာထွက်ပြီးတော့ဘုရားရှင်ပြတဲ့ပြည်သွားဆိုသူသွားရောသွားရင်းနဲ့ပဲလမ်းမှာဖျားခေါ်လို့သွားတာတော့ဟုတ်တာပေါ့နော်ထွက်လာတာတော့ဟုတ်ပြီဒါပေမဲ့ဒီလူကအရန်ကြာလာရင်ထူးထူးခြားခြားတစ်စုံတစ်ခုမဖြစ်လာရင်ဇွေဇွာဖြစ်တယ်ဖျားခေါ်ရမှာဟုတ်ရဲ့လားငါ emotion နဲ့ပြန်သွားနေတာလားဖျားခေါ်တယ်တစ်ခုတော့ထူးခြားမှာပေါ့မထူးခြားရင်ကြာလာရင်လူကစိတ်ထဲမှာဇွေဇွာဖြစ်တယ်လေအာဗြဟံလည်းဖြစ်တယ်ဒါနဲ့ရှေ့ခင်ဆိုတဲ့နေရာမှာဘုရားပြန်သူ့ကိုထိရှားပြလိုက်တော့အရန်ပြုတ်သွားတယ်ဟာဘုရားကြီးပါတာပဲအဲ့မှာရစ်ပလင်လေးလုံးပြီးတော့မှရစ်ပူစော်လိုက်ဘုရားရှိခိုးလိုက်ရှိခိုးပြီးတော့ဆက်သွားရောဆက်သွားပြီးတော့အဲ့ကဘာဦးကျန်းစက်နဲ့မှာပဲအာအီမြို့နာရောက်သွားရောအာအီမြို့နာရောက်တော့လေသူရေသုံးပါလို့လဲဆိုတော့ပြန်ရစ်ပလင်တဲတယ်ဘုရားပြန်ရှိခိုးတယ်အဲ့ဒီကနေပြန်ခရီးဆက်သွားတွိုင်းနဲ့တတိယဟဲဒုက္ခပဲမကြခင်အစာခေါင်းပါတော့ဆိုတော့အဲ့ဒီမှာသူတတိယအခုတို့ပြည်တွိုင်းကောင်းမယ်ထင်တယ်အခုတို့ပြည်မှာအစာပေါ်တယ်ဒီမှာမကြခင်အစာခေါင်းပါတော့ပြေးမှာပဲဒါနဲ့ပြေးရောအခုတို့ပြည်နာရောက်ခံဒီမှာတတိပြန်ရတယ်ဟဲ့မဖြစ်သေးပါအခုတို့ဒီမှာငါမိမကသူ့မိမစားတယ်အတိတ်ပဲအဲ့တော့စားတာမဖြစ်သေးဘူးစားတယ်ဆိုတာကတခင်မလေးနောက်တနည်းပြောရင်သူတပ်ပါတော့သူလို့လည်းအတိတ်ပဲရတယ်ငါမိမချောတယ်ချောတော့အခုတို့ပြည်ရောက်ရင်သူတို့အခုတို့ဘယင်အတွက်သူ့ရဲ့လက်အောက်ငယ်သားတွေကငါမိမကိုဖမ်းပြီးပေးစားလိုက်လို့ကသူတို့ဘယင်ကိုလှပတဲ့မင်းကလေးတွေပေးစားတယ်လောက်ကလူတွေဆက်တာတက်တယ်အဲ့ဒါသူတတိယအောင်ကိုမနေတော့အစာခေါင်းပါမယ်ဒီဘက်ပြေးတယ်ပြီးတော့ရောက်ခံနေကြပြန်တတိယငါမိမတော့ဘယင်းလက်ထက်ရောက်တော့မှာပဲဒါပေမဲ့ပြန်စဉ်းစားတော့မဟုတ်သေးဘူးဥပဒေတခုတော့ရှိတယ်အခုတို့အဲ့ဒါဘာဥပဒေလဲဆိုတော့အဲ့ဒီမိန်းကလေးကအိမ်တော်ရှိရင်ပေးစားလို့မရလူလွတ်ပဲပေးစားလို့ရအိမ်တော်ရှိပေးစားလို့မရဆိုတော့တော်သေးတာပေါ့ငါတွေ့တာဆိုတော့လွတ်သွားပြီဒါပေမဲ့ပြန်စဉ်းစားလွတ်သွားတာတော့ဟုတ်ပြီယောက်ျားတည်သွားရင်ပြစားလို့ရအဲ့လိုမျိုးရှိတည်သွားရင်ပြစားလို့ရဒါလည်းရှိပြောင်းအဲ့လိုပြည်ရဲ့ဥပဒေပါဟာအဲ့တော့ငါမနေသေးတော့ရသေးတယ်ဒါပေမဲ့တော့သူတို့ကလူကြီးတွေလေငါမိမကိုပေးစားကြည့်ရင်သူတို့လက်ထဲမှာအာဏာရှိတာငါ့ကိုတိတ်လေးအသာလေးတတ်ပြီးတော့ပေးစားလိုက်မယ်လို့တပ်လိုက်ပါပဲငါသေမှာငါမိမချောတာလည်းပဲငါသေရတော့မှာဒါဆိုမသွားပဲနေမလားပြန်ခောက်မလားဒါလည်းမဖြစ်ဟိုမှာစားစရာမရှိအဲ့တော့ဘယ်လိုလုပ်မလဲစဉ်းစားပြီးနောက်ဆုံးတော့ဆုံးဖြတ်လိုက်တယ်သူမိမစားတယ်နေကအိမ်တောင်ရှိတယ်ဆိုတော့ဘာပဲပြောသူတို့ကတော့နေလှလို့ဘယုံဆက်တာလိမ့်အဲ့ဒီတော့နေကြောင်ငါတရားလိမ့်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်နေကိုတော့သူတို့သိမ်းသွားမှာပဲအဲ့တော့ဒီလိုလို့သိနေကိုသိမ်းမဲ့အတူတူငါသိပြီးသိမ်းရင်ဘယ်တာမလဲဒါကြောင့်မောင်နှမလို့လည်းညာပြောလိုက်မောင်နှမလို့ပြောလိုက်မောင်နှမလို့ပြောလိုက်ရင်နေကိုသူတို့သိမ်းသွားမယ်ငါတော့မသိတော့ငါတို့ကလင်မယားလို့ပြောရင်လည်းသိ
ချတွက်တယ်တွက်လိုက်တော့မောင်လင်မယားလို့ပြောရင်လည်းသိမ်းပါပဲဒါပေမဲ့ငါတော့အချောင်တရားမောင်နှမပြောလဲသိမ်းပါပဲဒါပေမဲ့ငါလွတ်မယ်အဲ့တော့မောင်နှမလို့ကပြောတယ်ဒါနဲ့ပဲစာတွေကမောင်နှမပြောတယ်ဒါနဲ့လက်အောက်ဝင်သားတွေကစာတွေကိုခေါ်ပြီးတော့ဖာရောစီအလိုက်တော့ဖာရောကဟာမျိုးရှိလားရှိတယ်ဗောသူတို့မောင်နှမတယောက်ရှိတယ်အပြန်ဒါနဲ့ပဲလက်စာကိုပေးလိုက်တော့ဘာလို့လဲဆိုတော့မြန်မာလိုပြောရင်ရောက်ဖတ်တော်သွားတာဟုတ်လားရောက်ဖတ်တော်သွားတော့ဟိုကလအုပ်မြဲကျင်းယောက်ျားကျွမိမအိုးအများကြီးလက်ဆောင်တွေဘယင်ကအပြန်ကိုပေးလိုက်တော့အပြန်ကတခါတည်းအဲ့ဒါတွေကျုံပြီးတော့သူမိမတော့ပါသွားတာပေါ့နော်ပါသွားရောသူကတော့အကုန်ရသွားရောစီးတဲ့ဥစ္စာတွေအိုးเสียအောင်ဖျားခင်ညကြတယ်အဲ့ဒီဖာရောဘီရင်နဲ့နန်းတော်သားကြီးစွာသောဘေးဒဏ်နဲ့တန်ခတ်တယ်စာရဲကိုထိလို့မရဖျားတန်ခတ်ပလိုက်အပြန်မပြောရဘူးဖျားပြောနေရှိဖျားလေသူဘလို့ပြောလိုက်တယ်မသိဘုံနဲ့ချက်ချင်းသဘောပေါက်သွားတယ်ဘလို့နားလဲသွားလဲဆိုအဲ့ဒါတဲ့အာပြန်ရဲ့မိန်းမလို့အလိုလိုသိသွားတာဘုံကြီးကဖျားမှာပြောနေရှိဒါပေမဲ့ကိုယ်ခွင့်ရပြထားတာပြောဖို့လေမပြောလဲရတယ်ငါဖြစ်ဖျားသူ့နီးနဲ့သူပြောသွားဒါနဲ့တညလုံးထိလို့မရဘူးစားတယ်မနဲ့လည်းကြောက်သွားခေါ်အာပြန်ဘယင်ကပြောတော့သွားခေါ်ရောဒါကကျွန်တော်ပြောနေကဘာဦးကျန်းစက်နဲ့ကဘာဦးကျန်းဆက်တော့เนาะအဲ့နှခမ်းပဲသွားခေါ်လာအာပြန်ခေါ်လာပြီးတော့မင်းတို့ကသိရသားနဲ့လင်မယားမဖြစ်ရသားနဲ့ဘာဖြစ်လို့မောင်နှမလို့ငါတို့ကိုညာတယ်အခုမင်းလောက်တာလည်းငါတို့တညလုံးဒုက္ခရောက်ပြောပြီးမပြန်ခိုင်းသူ့လူတွေကိုခေါ်တယ်နန်းတော်ကလူတွေခေါ်ပြီးမှအာပြန်ပြပြီးမှမှားထားတယ်ရိုးရိုးမလုပ်ဘူးနော်မှားထားတယ်မှားပြီးမှလွတ်လိုက်တာဒိဗေပါအဲ့ဒီဘုရားသခင်ရဲ့လူတွေအာပြန်လေသူမားလေငါတို့ခံငါတို့မားလေငါတို့ခံကောင်းကောင်းဖာတော့သဘောပေါက်သွားဒီဘုရားသခင်လူတွေနဲ့မလွယ်ဘူးသူမားလေကိုခံကိုမားလေအခုဆိုရင်တော့အကုတုဥပဒေအရာဆိုရင်ဖာတော့လွတ်တယ်ဘာလို့လဲဆိုလူလွတ်မလို့ယူတာလေဒါပေမဲ့ဖယားဥပဒေအရာဆိုမလွတ်ဘူးခမည်းဖယားကိုအချိန်မပေးပြီးတာဒိမတ်ဥပဒေအရာလွတ်အောင်လွတ်လိုက်ဒိမတ်ဥပဒေအရာလွတ်အောင်လွတ်နော်ဝေးဥပဒေအရာလွတ်အောင်လွတ်လိုက်ဒါပေမဲ့ဖယားရဲ့ဥပဒေအရာလွတ်မလားဆိုတော့စဉ်းစားအဲ့ဒါကြီးကြီးအဲ့တော့ကဲအခုဘာလို့ပဲပြောသူအကုတုဥပဒေရတော့လွတ်တယ်လေလွတ်ပေမဲ့ဖယားတန်ခတ်တော့အကုတုဥပဒေနဲ့အကုတုဆိုရဘာတက်ဘာမှမတက်နိုင်တရားခံရှာမရဖယားကိုခုံရုံးတင်လို့လည်းမရနောက်ဆုံးတော့အာပြန်ကိုခေါ်ပြီးတော့ပဲအကျိုးကြောင့်ပြောပြီးတော့ပြန်ယူသွားတော့ဆိုအာပြန်ကမိမလည်းပြန်ရစီးတဲ့ဥစ္စာလည်းရတယ်ပြန်ပြီးယူသွားဖို့ပါတော့ကြည့်အဲ့ဒါကိုမြန်မာပြည်မှာရှိတဲ့ဆရာတချို့ကဘယ်လိုယူဆလဲဆိုတော့ဖယားလူဆိုတာတဲ့ဘလို့လို့ကောင်းကြီးရပြီးသားတယ်စံတော်ကဒီလိုမပြောတော်တော်များများယုံကြည်သူတွေတော်တော်များများဆရာအဲ့လိုယူဆဖယားလူဆိုတာတော့အမှန်ပြောလဲကောင်းကြီးရညာပြောလဲရတာအဲ့လိုပြောတော့ယုံကြည်သူကခွန်အားရမ်းရတယ်အဲ့ဒါကိုဘာခေါ်လဲဆိုခါလေရဖြက်ကြည့်ဒါအဆုံးကြည့်တာကိုခြေဆုံးကောင်းဆုံးမဟုတ်သေးဘူးဒါခါလေရဖြက်ကြည့်မလားဆိုကြည့်အဲ့တော့ तू ကစီးစံဥစ္စာကြောင်းပြီးပေါ်လိုက်တာ तू မိမလည်းဖာတော့အထိလို့မှမရ
အိမ်မလည်းခေါ်လက်ဆောင်တွေလည်းကျုံပြီးသွားလိုက်ကပ္ပဦးကျန်16ရောက်တော့15ရောက်တဲ့အခါကျတော့အာဗြဟံကစိတ်ထဲမှာဇွေစွာဖြစ်ဖျားခင်ကပြောထားတယ်ကပ္ပဦးကျန်7နှစ်ခရေမင်းရဲ့လူမျိုးကိုငါကောင်းချီးပေးမယ်မင်းအမျိုးကိုတိုးပွားစေတယ်ပြောတာအခုထက်ဒီခလေးမရအဲ့ဒါနဲ့စိတ်ထဲမှာဇွေစွာဖြစ်တော့ဘုရားမင်းဖျားခင်တဲ့ကျွန်တော်အမျိုးကိုကောင်းချီးပေးမယ်ပြောအဲ့ဒီခလေးလည်းမရမအိမ်မှာလာနေတဲ့ကောင်လေးတယောက်ရှိတယ်အေလိယာဇာလေးအဲ့ဒီအေလိယာဇာလေးပဲလားကျွန်တော်အမျိုးကပြောဒါဆိုရင်ဒါကိုပဲတတ်တတ်မတ်ယုံယုံကြည်ကြည်နဲ့ပြုစုတော့မယ်ခွန်အားယူတော့မယ်ဒါမှမဟုတ်ရင်ငါတို့လင်မယားနဲ့မွေးမဲ့ခလေးလားပြော့ဘယ်ဟာလဲငါစောင့်နေတာကြာပြီအခုတည်းကမရတော့အိမ်မှာလာနေတဲ့အေလိယာဇာလေးကပဲကိုတော်ပြောတဲ့တားပေးမယ်ကြီးပွားခိုင်းမယ်အမျိုးတိုးပွားခိုင်းမယ်ပြောနေတဲ့ဂတိတော်အေလိယာဇာနဲ့ပဲပတ်သက်တာလားပြောဒါဆိုလဲဒါပေါ့ဒီကကြာလာရင်ဟိုတွေ့ဒီတွေ့လာတယ်လေလူတယောက်ကကားစီတောင်းတယ်ကြာလာတော့ကားမရတော့ထော်လိုက်ပြီးဖြစ်သွားတယ်လျှော့လာတယ်လေလျှော့သွားတာနောက်ဆုံးစိုက်ကားဖြစ်သွားကားတော့ကားပဲစိုက်ကားပဲတခုခုကြီးမားမားဂတိတော်တွေပါလေဖမ်းကန်ပြီးတောင်းတက်ပြီးတော့မရရင်တပြည့်ပြည့်သူကမဖြစ်နဲ့လျှော့သွားတယ်လူကအဲ့လိုဖြစ်သွားတာအာဗြဟံလည်းစောင့်ရင်းနဲ့အခန်းကြီး15ရောက်တော့တိုးပွားခိုင်းမယ်တားပေးမယ်ဘာညာမရတဲ့ဆုံးတော့သူဘသူလိုပဲထင်သွားတယ်အေလိယာဇာတိပဲလားဒါဆိုလဲတာပေါ့ဖယားကိုတိုင်မြင်တော့ဖယားလည်းဖြေပေးတယ်ဖယားတိုင်မြင်လို့ရဖယားမဟုတ်ဘူးအာဗြဟံနဲ့ဒါမဟုတ်ဘူးတဲ့မင်းတို့လင်မယား2ယောက်ကနေဝေးပါတဲ့ဒါမဟုတ်ဘူးတဲ့အတိအကျပြောတယ်နော်တိုင်မြင်လို့ရဒါဆိုလဲပြီးတာပဲအေလိယာဇာပဲဖယားပြောတဲ့ဂတိတဲ့မဆိုင်ဘူးသဘောပေါက်သွားရော15မှာတော့ဖယားကိုပြီးတော့ရတယ်ဖြေရ16ကျတော့သူမိမအလက်သူမိမပြောတယ်အာဗြဟံဖယားငါတို့သားပေးမယ်ပြောတာကုတိပညာငါဝမ်းလဲသိပြီးနေလဲသက်ကြည့်ပြီးဖြစ်နိုင်တော့အဲ့တော့ကြည့်ရတာဒီလိုတော့ရှိတယ်တော့တဲ့ငါတို့မှာထုံးစံတစ်ခုရှိငါတို့ရဲ့ကျွန်နေရတဲ့ခလေးမွေးကျွန်မပိုင်ဘူးတဲ့ငါတို့ပဲပိုင်တယ်ကျွန်မနဲ့ကျွန်တီနဲ့ပေါင်းမွေးအဲ့ခလေးကျွန်မပိုင်ငါတို့ပိုင်သူတို့ရဲ့ rule မှာဥပဒေမှာရှိအဲ့ဒီတော့ငါကလည်းအသက်ကြီးပြီဆိုတော့ဒီလိုလို့ဟာဂရနဲ့တင်သွားအိတ်လိုက်ပါလားခလေးမွေးရင်ဟာဂရပိုင်လို့လေငါတို့ပဲပိုင်တာလေတော့ဖယားသခင်ကတာသမီတာပေးမယ်ကြီးပွားခိုင်းမယ်လို့ပြောတဲ့ဂတိတော်ဟာဂရနဲ့လည်းဖြစ်နိုင်တယ်လေဘာလို့လဲဆိုတော့လူအနေနဲ့တော့ဟာဂရကမွေးတာပေါ့ဒါပေမဲ့တို့ဥပဒေအရကြည့်မယ်ဆိုရင်ဒါငါတို့ပဲပိုင်တာလေဒါလည်းဖြစ်နိုင်တာပဲစာရဲအဲ့ဒါပြောရောဇွေစွာဖြစ်ပြီးတော့ပြောတော့15မှာဇွေစွာဖြစ်တော့ဖယားကိုတိုင်နေတယ်နော်အာဗြဟံက16မှာဇွေစွာဖြစ်တော့မတိုင်ဘူးသွားအိတ်လိုက်ယုံကြည်သူကတိုင်နေခြင်းလဲသူတို့ပဲမတိုင်နေခြင်းလဲသူတို့ပဲသူတို့မလုပ်ချင်အလိုတော်ရှာအောင်မယ်လို့ဘာလို့ပတ်တယ်လုပ်ချင်ကြတော့လဲအလိုတော်ပဲနင်းပြောတော့15တော့ကလည်းအလိုတော်ချိတာပါလားတိုင်နေတယ်16ကမတိုင်ဘူးသွားအိတ်လိုက်တော့ဟာဂရကနေခလေးမွေးတော့နာမည်ပါလဲဣရှမေလမွေးသွားတယ်အခန်းကြီး21ရောက်မှအာဗြဟံနဲ့ဣဇက်ပေါင်းပြီးတော့အာဗြဟံနဲ့စာရဲပေါင်းပြီးမှဣဇက်မွေးတယ်ဒါအခန်းကြီး21နော်21မှာဣဇက်မွေးတယ်16မှာဣရှမေလမွေးတယ်ဣရှမေလအကြီးကနှိမ့်ဆက်တော့ငယ်ကိုနှိမ့်ဆက်တော့နောက်ဆုံးစာရဲစိတ်မကောင်းတော့နောက်ဆုံးကြုံမနဲ့ခလေးကိုပဲဖြစ်တယ်မောင်းထုတ်ပြောတော့အာဗြဟံကဘယ်ဖြစ်မလဲဒါလည်းသူ့ကလေးပဲဟိုသူ့သားပဲဘယ်လိုမောင်းထုတ်ဒါနဲ့ပဲကိုမလုပ်ချင်မလုပ်မလဲဖယားကိုပြီးဖယားကဘယ်လိုလုပ်ရမလဲဖယားလည်းပဲဒီကိစ္စနဲ့ပတ်သက်ရင်နိမိတ်မပြောတဲ့စကားနားထောင်လိုက်ရနောက်ဆုံးတော့ရေဘူးနဲ့မုံနဲ့ထည့်ပြီးသွားတာအိုးတော်တယ်သွားပြီးအော်ဟေးကိုကျွေးပြီးမှလမ်းခွဲကြငိုရတယ်
အဲ့ဒီအာဗြံစလိုက်တဲ့ဇလန်အခုဒီမပြီးဘူးတိုက်ပွဲရကြည့်သူတို့စလိုက်တဲ့ဇလန်ဟုတ်လားခုကဘာမှာစစ်ပြစ်နေတဲ့နှစ်ဖွဲ့ကသူတို့နှစ်ယောက်သူတို့မွေးတဲ့ကလေးနှစ်ယောက်ပဲအဲ့ဒါတကယ်လည်းစဉ်းစားကြည့်ရင်အဲ့ဒီကျွန်မနဲ့သူယူလိုက်တော့ဇက်လန်းကြောင့်ဘုပြဿနာတွေတက်တာလေတကယ်ဆိုအဲ့ကျွန်မဘယ်ကပါလဲလက်ဆောင်ထဲမှာပါလာတာလက်ဆောင်မှာပါလာတာရာလုံးတာကောင်းကြီးထင်တာအော်ပြီးငိုတဲ့အခါကျမှသဘောပေါက်ဒါကြောင့်အာဗြဟံနဲ့ဆာရာတို့ရဲ့လက်ထဲမှာနှစ်မျိုးရှိတစ်မျိုးကကောင်းကြီးမင်္ဂလာဟန်ဆောင်ပြီးဝင်လာတဲ့အမင်္ဂလာကောင်းကြီးမင်္ဂလာဟန်ဆောင်ပြီးဝင်လာတဲ့အမင်္ဂလာအဲ့ဒါဟာဂရနဲ့တွဲလာလိမ်ပြီးမှစကြင်ပြီးမှရထားတဲ့လက်ဆောင်ပါကိုယ့်အတွက်ကောင်းကြီးမင်္ဂလာပေါ့တွားလိမ်ထားတာလေဒါငါတို့မောင်နှမပဲတွားလိမ်တာလိမ်ပြီးမှရလာတဲ့ဟာကောင်းကြီးမင်္ဂလာမဟုတ်ဘူးမဟုတ်မှန်းကို21ကြာမှသိကပောက်စနစ်73လောက်မှာတော့ပျော်နေတာပဲရှည်လေးရတယ်ငွေလေးရကလောက်လေးရမြဲလေးရတယ်ကြောင်ကြောင်ကျုံမိမအောင်ဟာလားပျော်နေတာဂတိတော်နဲ့ရထားတဲ့သားကဣဇက်လိမ်ပြီးမှရတဲ့ဥစ္စာကပြန်တိုးပွားလာတာကဣရှမေလနောက်ဆုံးတော့သူ့ကိုကောင်းကောင်းငိုကြွေးအောင်လုပ်သွားတာကအဲ့ဒီဣရှမေလပဲဒါကြောင့်ခမားနဲ့ကျွန်တော်လက်ထဲမှာနှစ်ခုရှိနိုင်တယ်နော်ဖယားမကြိုက်တဲ့နီလန်းနဲ့ရထားတဲ့ဟာရှိမယ်ဖယားစကားနားထောင်ပြီးမှရတဲ့ဟာလည်းရှိမယ်နှမျိုးရှိမယ်အဲ့ဒီနှစ်ခုကလေတစ်ချိန်ကြရင်ဘလို့ပဲခမားရောထားလုံးထွေးထားတအိမ်နဲ့ထားအိတ်ကတစ်ခုလေးပဲထဲတစ်တာတစ်ခုလေးပဲထဲနောက်ဆုံးလေသူ့တာဝန်ကိုယူသွားလို့แต่အိမ်နဲ့တူထားတာနောက်ဆုံးတော့သူ့တာဝန်သူဣရှမေလကြောင့်ငိုကြွေးရတယ်ဣဇက်ကြောင့်ရည်ရတယ်သူ့တာဝန်သူယူသွားတယ်မဟုတ်လားခမညာအိတ်ကက်ထဲမှာနှစ်ခုရောနေမယ်နော်တကယ်ကြသူ့တာဝန်သူယူသွားလိမ့်မယ်မဟုတ်တဲ့ဒီနဲ့ရတဲ့ဥစ္စာငိုကြွေးပြီးထွက်သွားလိမ့်မယ်တစ်တာထဲမှာထည့်ထားတဲ့ဥစ္စာနှစ်မျိုးရောနေမယ်နော်ခမရနှလုံးသားထဲမှာနှစ်မျိုးရောနေမယ်နော်အဲ့ဒီနှစ်ခုကဘလောက်ရောတာတနေ့ကျရင်သူ့တာဝန်သူယူသွားလိမ့်မယ်ဒါကြောင့်အခုကလေးကဖယားမကြိုက်တဲ့နီးနဲ့ရမယ့်ဟာတွေကိုစောလေးကပဲ့ချထားနိုင်ရင်အကောင်းဆုံးပဲအဲ့ဒါအကောင်းဆုံးပဲဒါကြောင့်ခါလေရဖြတ်ကြည့်ရင်ကောင်းကြီးလို့ထင်တာပေါ့ဒါကြောင့်ခါလေရဖြတ်ကြည့်တရားဟောချက်ကိုလည်းခါလေရဖြတ်နားမဖောက်ပဲကျမ်းစာကိုလည်းခါလေလောက်ကဖြတ်ကြည့်တယ်အဆုံးထိကြည့်ရဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုပေးပြီးမှရထားတဲ့ဟာကောင်းကြီးဖြစ်တယ်ဟာလေလုယာဘုရားသခင်မကြိုက်တဲ့နီးလန်းနဲ့ရထားတဲ့အရာတွေဟာကျွန်တော်တို့အတွက်တရက်ကြရင်ဝမ်းနေခြင်းနဲ့ရောသွားနေတုတ်တန်20မှာပြောတယ်ထာဝရဘုရားရဲ့ကောင်းကြီးမင်္ဂလာဒီစည်းစိမ်ကိုဖြစ်စေတယ်ဝမ်းနေခြင်းနဲ့ရောတော့မမူလုံးဝဝမ်းနေခြင်းနဲ့မရောဒါပေမဲ့ဘုရားမပေးပဲရတဲ့ဟာတွေကတော့ဝမ်းနေခြင်းနဲ့ရောသွားတယ်ဆိုတာလေးကိုဝေငှရင်းနဲ့အဆုံးသတ်ပါတယ်အလုံးဖြတ်ပြီးကောင်းကြီးပြပါစေ